ဘန်ကောက်ကထွထွယောဂကူစေခန်းတစ်ခုတွားပြီးလေးလာကြည့်ရအောင်ဒါကတော့တွားလေးလာခဲ့တဲ့ဆရာဝန်3ယောက်ပါရှင်အဲ့စေခန်းကြီးကမြို့လေကောင်လို့ထင်ရတာပဲကျမဘန်ကောက်ကိုတိတ်မကျွမ်းတော့နေရာတော့မသိဘူးအဲ့နေရာလူစီကားတယ်လမ်းသွားလမ်းလာတွေလည်းများပြီးတော့3ထပ်တိုက်ရဲ့အောက်ဆုံးထပ်မှာဖွင့်ထားတဲ့ထွထွယောဂကူစေခန်းတစ်ခုပါကျမတို့ကမျက်နှာချင်းဆိုင်ကနေရိုက်ထားတာပါဒါကတော့လမ်းကူဖို့စောင့်နေတဲ့ဆရာကျွန်တော်တို့ရဲ့တငယ်ချင်း2ယောက်ပါပြီးတော့ဒါကျမပါဗီဒီယိုမတန်းတင်နေပါတယ်ကဲစီခန်းလေးကိုတွားပြီးတော့လေ့လာကြည့်ရအောင်အဲ့စီခန်းဖွင့်ထားတဲ့ဒီဆရာမကြီးကတော့တက်တန်းဝါတော်တော်ရင့်နေပါပြီနှစ်ပေါင်း30နီးပါးရှိပါပြီဒါကတော့တူစီခန်းမှာရှိတဲ့စာရေးစာတန်းတွေနဲ့စီခန်းရဲ့တိဆောက်ပုံတွေကိုရှင်းပြပေးနေတာပါရှင်အဲ့စီခန်းမှာဘာအတွက်ပဲထောက်ခံစာယူစာရွက်လေးတစ်ခုပေါ်မှာ format ချပြီးတော့ရေးပေးပါတယ်သူကတော့ထောက်ခံစာအကြောင်းရှင်းပြပေးနေတာပါစမတို့ထဲကဆရာတယောက်ကစီခန်းရဲ့ဝန်ဆောင်မှုကိုခဏလောက်ဝင်ပြီးတော့စမ်းခံနေတာပါဒါသူတို့ရဲ့သွေးပေါင်ချိန်ဆက်4 သိန်းဝန်းကျင်လောက်ရှိတဲ့သွေးပေါင်ချိန်ဆက်ကြီးပါဒါတော့အပြင်ကလူနာတွေထောက်ခံစာယူနေတဲ့လူနာပါနေရာတိုင်းမှာဒီခုကိုတန့်စင်ပြီးတဲ့ဆက်လေးတစ်ခုထားထားတယ်ဒါကတော့ပိုးတက်တဲ့ဆက်လေးပါသူစီခန်းတရရက်လေးနဲ့တက်နဲ့ရှင်းရှင်းလေးပါဒီစေးကန်းကနေ H3 ကိုတော့ကိုယ်တိုင်ရင်းပြီးတော့စေးကန်းမှာထည့်ပြီးကိုယ်တိုင် H3 ရိုက်ပြီးတဲ့စေးကန်းဘလို့အရန်ပဲဂုဏ်ယူစရာကောင်းပါတယ်ဒါကတော့စေးကိုဘလို့ဖောက်တယ်ဘလို့ထားတယ်ဆိုတာကိုတင်ပြနေတာကိုဗီဒီယိုမတန်းတင်ထားတာပါဒါစေးဖောက်တဲ့စေးဖောက်တန်လေးပါဒါကတော့လူနာကိုရွှေ့လို့ရတဲ့လူနာကတင်အကြီးပြီးစေးချိတ်တဲ့နေရာနဲ့လူနာရဲ့လူနာ waiting area လေးပါလမ်းလျှောက်ဖို့အခက်ခဲရှိတဲ့လူနာတွေအတွက်လည်းရှေ့ကနေတွန်းတဲ့ဟာနဲ့လူတွန်းပေးတဲ့ wheelchair 2ခုတောင်ထားပါသေးတယ်။ရက်တိုင်းတာနဲ့ပေါင်းချိန်ချိန်တာဆက်အပြင် ultrasound ကိုပါတူစေခန်းတေးသေးလေးမှာထားပါတယ်ရှင်။ကျမတို့မြန်မာပြည်ကစေခန်းတွေလည်းအတူယူလို့ရအောင်တင်ပေးလိုက်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။